ဒီเจ้าပြစ်ကိုတွေဆိုရင်share ပဲဒီ1000ကျော်လောက်ကိုဟိုတရက်အဲ့ဒီ March လ17 12လောက်တုန်းကနည်းနည်းဟိုကုန်းတဝက်တော့ကျွန်တော်တို့ရပြီပေါ့နော်အဲ့ကာလတုန်းကဆိုရင်လေတော်တော်လေးကိုယုံရတာပေါ့နော်ဟိုကျွန်တော်တို့ခေါင်းပေါ်မှာဒီဘာတန်လေဆိုတဲ့ဟာတော့မသိတော့ဘူးပေါ့နော်ဒီเจ้าအရန်ဟာတော့ဟိုအဲ့ကာလမှာဆိုရင်လေဒါရက်130တန်ဒါ MiG 29တန်ဒါ Y12 ဒါဟွာတန်အကုန်ဟိုကျွန်တော်တို့လူတော့မပြောနဲ့ပြည်သူတွေတောင်သူတို့တေချာနားထောင်ရင်မှတ်မိလောက်တယ်ထင်တယ်အရန်လာတဲ့ခါကြတော့လေလီရင်အတန်ကနေဘယ်လီအမျိုးစားဆိုတဲ့ဟာထိကိုကျွန်တော်တို့မှတ်မိတဲ့အထိကိုပေါ့နော်လေချောင်းကနေအချိန်1000ကျော်လောက် Y12 ကနေရော Y8 ကင်းထောက်စသဖြင့်အများရန်ဟိုပတ်နေတဲ့ခါကြတော့